Manchester United အသင်းရဲ့အမြဲတမ်းနည်းပြတစ်ခန့်အပ်ရေးနဲ့ပတ်သက်ပြီးကန်နဝင်ကစားသမားဟောင်း Ryan Giggs ရဲ့ပြင်းပြင်းထန်ထန်ဝေဖန်သုံးသပ်ချက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလက Ruben Amorim ထုတ်ပယ်ခံရပြီးနောက်ယာယီနည်းပြအဖြစ်တာဝန်ယူခဲ့တဲ့ Michael Carrick ဟာအသင်းကိုကင်တွယ်ခဲ့တဲ့9ပွဲမှာ9ပွဲအထိအနိုင်ရအောင်ဆွမ်းဆောင်ထားနိုင်ပါတယ်။ဒါပေမဲ့ဒီလိုအထင်ကြီးလောက်စရာရလဒ်တွေရယူထားနိုင်ပေမဲ့လည်း Ryan Giggs ကတော့ Carrick ကိုအမြဲတမ်းနည်းပြအဖြစ်မခန့်အပ်သင့်ကြောင်း Sky Sport ရုပ်သံအင်တာဗျူးမှာပြတ်ပြတ်သားသားပြောကြားခဲ့ပါတယ်။ Ryan Giggs ရဲ့အဓိကထောက်ပြချက်ကတော့အတွေ့အကြုံဖြစ်ပါတယ်။ယာယီနည်းပြအဖြစ်ဖိအားကင်းတဲ့ပွဲအချို့ကိုအနိုင်ရအောင်စွမ်းဆောင်နိုင်တာဟာအမြဲတမ်းနည်းပြအဖြစ်ကစားသမားတွေရဲ့အနာဂတ်အပြောင်းအရွှေ့နဲ့ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချမှတ်ရမယ့်အခြေအနေတွေနဲ့လုံးဝမတူညီဘူးလို့သူကသုံးသပ်ထားပါတယ်။မန်ယူလိုကမ္ဘာထိပ်တန်းကလပ်အသင်းတစ်သင်းအတွက်စူဖလားတွေအကြိမ်ကြိမ်စုခူးမှုပြီးဥရောပအဆင့်မှာအတွေ့အကြုံရင့်ကျက်တဲ့နည်းပြမျိုးကိုသာဘုတ်ခွဲကရှာဖွေတင်တယ်လို့ကိန်းကအခိုင်အမာဆိုပါတယ်ဆက်လက်ပြီး Ryan Giggs ကအင်္ဂလန်အသင်းနဲ့စာချုပ်ရှိနေတဲ့ Thomas Tuchel ကိုလက်လွတ်လိုက်ရပေမဲ့မန်ယူအသင်းအတွက်အကောင်းဆုံးကိုက်ညီမဲ့သူ့ရဲ့ထိပ်တန်းနည်းပြနှစ်ဦးကိုလည်းအမည်ထုတ်ဖော်ပြောကြားခဲ့ပါတယ်သူတို့ကတော့ Atletico Madrid အသင်းရဲ့နည်းပြ Diego Simeone နဲ့ PSG အသင်းရဲ့နည်းပြ Luis Enrique တို့ပဲဖြစ်ပါတယ်။ Ryan Giggs ရဲ့အမြင်အရတော့ Michael Carrick ဟာနောက်တစ်ချိန်မှာထိပ်တန်းနည်းပြတဦးဖြစ်လာနိုင်ပေမဲ့လက်ရှိမန်ယူအသင်းရဲ့အခြေအနေအရလိုအပ်နေတဲ့စူဖလားရတွေ့ကြုံရှိသူမဟုတ်သေးဘူးလို့ဆိုပါတယ်။ Manchester United ဖွဲ့ဖွဲ့အနေနဲ့ Ryan Giggs ရဲ့အကြံပြုချက်ကိုပဲနားထောင်မလားဒါမှမဟုတ်နိုင်ပွဲတွေစက်တိုက်ယူပေးနေတဲ့ Carrick ကိုပဲယုံကြည်မှုပေးသွားမလားဆိုတာကတော့အားကစားပရိသတ်တွေစောင့်ကြည့်ရမယ့်အနေအထားပဲဖြစ်ပါတယ်။တင်သားမန်ယူဖန်တယောက်ဆိုရင် Carrick ကိုအမြဲတမ်းနည်းပြခန့်အပ်တင်တယ်လို့ထင်ပါသလားကွန်မန့်ထဲမှာပြောခဲ့ပါဦး။